ကနေဒါနိုင်ငံကလေဟတ်ကြပိုင်းတွေနဲ့ဂျာမနီနိုင်ငံကလျှက်စစ်ကားတွေဟာမြန်မာနိုင်ငံအတွင်းမှာရှိတဲ့ကချင်ပြည်နယ်နဲ့ဘယ်လိုများဆက်ဆက်နေပါသလဲ Smartphone, ကွန်ပျူတာလျှက်စစ်ကားတွေအားလုံးမြေရှား dressing တွေကိုအသုံးပြုပြီးထုတ်လုပ်ထားတာဖြစ်ပါတယ်။မြေရှားအုပ်စုမှာ dressing 18မျိုးရှိပြီးတော့ဒါတွေကိုအမျိုးအစားအဖြစ်ပေါ်ပါမြေရှားနဲ့လေးလံမြေရှားဆိုပြီးတော့2မျိုးပြန်ခွဲပါတယ်။ဒီ dressing တွေကိုမြေရှားလို့ခေါ်ရတဲ့အကြောင်းကတော့သူတို့ကိုတူးဖော်ဖို့နဲ့တန့်စင်ဖို့ခက်ခဲလို့ပါပဲ2015ခုနှစ်ကစလို့ကချင်ပြည်နယ်မှာမြေရှားတူးဖော်ရေးလုပ်ငန်းတွေအကြီးအကျယ်လုပ်ကိုင်လာကြပြီးဒီဒေသဟာလေးလံမြေရှား dressing နှစ်ခုဖြစ်တဲ့ Dysprosium နဲ့ Terbium တို့ကိုကမ္ဘာပေါ်မှာအများဆုံးထုတ်လုပ်ရဒေသဖြစ်လာခဲ့ပါတယ်ဒီ dressing တွေကိုလျှက်စစ်ကားတွေနဲ့လေဟတ်တာပိုင်းနဲ့အလုပ်လုပ်ဖို့အသုံးပြုတဲ့စွမ်းအားပြည့်အမြဲတမ်းတန်လိုက်တွေထုတ်လုပ်ရမှာအသုံးပြုပါတယ်နောက်လာမယ့်နှစ်တွေမှာဆိုရင် robot စက်ရုပ်တွေမှာအသုံးပြုလာတော့မှာဖြစ်ပါတယ်2022ခုနှစ်မှာတော့ကချင်ပြည်နယ်အတွင်းမှာမြေရှားတူးဖော်ရေးလုပ်ငန်းခွင်ပေါင်း300ကျော်နဲ့တူးဖော်ရေးကန်ပေါင်း2900ရှိနေပြီဖြစ်ပါတယ်နောက်ထပ်2နှစ်အကြာမှာတော့လုပ်ငန်းခွင်ပေါင်း400ခန့်နဲ့တူးဖော်ရေးကန်ပေါင်း6000လောက်ထိတိုးပွားလာပြီလို့ခန့်မှန်းရပါတယ်ခုဆိုရင်တော့မြေရှားတူးဖော်ရေးလုပ်ငန်းဟာရှမ်းပြည်နယ်မြောက်ပိုင်းအထိတာမကအိမ်နီးချင်းလာအိုနိုင်ငံအထိပါကျယ်ပြန့်လာပြီဖြစ်ပါတယ်လေးလံမြေရှားတွေကိုကချင်ပြည်နယ်အတွင်းတူးဖော်ပြီးတဲ့အခါမှာတရုတ်နယ်စပ်ကိုမဖြတ်ခင်ကနဦးပြင်ဆင်တဲ့လုပ်ငန်းအနေနဲ့ဆောင်ရွက်ရပါသေးတယ်။မြေရှားတွေကိုပြန်လည်ခွဲထုတ်ပြီးတတ်ထုနဲ့တန်လိုက်တွေအဖြစ်အချောကင်ရတဲ့အင်မတန်ရှုပ်ထွေးပြီးလက်ဝင်တဲ့လုပ်ငန်းစဉ်ကိုတော့တရုတ်ကုမ္ပဏီတွေကပဲထိန်းချုပ်ထားပါတယ်။ဒီနောက်မှာတော့အချောတွေကိုကမ္ဘာထောက်ပံ့ရေးကွင်းဆက်တင်ပေးပို့ပါတယ်။ဒီလိုမျိုးဤပညာသစ်တွေကြောင့်ကမ္ဘာမှာအကျိုးကျေးဇူးတွေခံစားရတယ်ဆိုပေမဲ့ကချင်ပြည်နယ်ရဲ့သဘာဝပတ်ဝန်းကျင်နဲ့ကချင်ပြည်သူတွေကတော့ဒီအဖို့ခတွေကိုပေးဆက်နေရပါတယ်။ကချင်ပြည်နယ်ရဲ့တသက်ထုစိတ်ဝင်သွားတဲ့ရှီညဉ့်ညမ်းသွားတဲ့မြေအစိတ်တင်သွားတဲ့လေတွေကိုပြန်လည်တန့်စင်ဖို့ဆိုရင်နှစ်ပေါင်းများစွာပြန်အချိန်ယူရမှာဖြစ်ပါတယ်။မြန်မာနိုင်ငံအတွင်းကကချင်ပြည်နယ်ရဲ့မြေရှားတထုတူးဖော်မှုတွေအကြောင်းထပ်ပြီးသိချင်နေတယ်ဆိုရင်ဒီဇလန်တွေမှာပါတဲ့ဗီဒီယိုတွေကိုအခုပဲကြည့်ရှုလိုက်ပါနော်။